တနေ့တာတိုင်းဒေသကြီးမြင်းမြုပ်နယ်စာရေးဆရာအသင်းမှကြီးမှုပြီးတော့2026ခုနှစ်ဇူလိုင်လ9ရက်မိုးလယ်ပိုင်းအချိန်ကမြင်းမြုပ်ရေဘုတ်ရက်ွယ်စပါးရှူရာလမ်းမကြီးမှာရှိတဲ့မြင်းမြုပ်နယ်စာရေးဆရာအသင်းရုံးခန်းထဲမှာလာစဉ်ပုံမှန်စည်းဝေးနဲ့ရှေ့လုပ်ငန်းစဉ်ဆိုင်ရာများကိုညီနိုင်ဆွေးနွေးကြရာအသင်းဥက္ကဋ္ဌနဲ့မှုဆောင်ကော်မတီများစာရေးဆရာအသင်းအဖွဲ့ဝင်များတက်ရောက်ကြပါတယ်အဲ့ဒီအစည်းအဝေးမှာပထမဦးစွာအသင်းဥက္ကဋ္ဌဦးစိုးအောင်ဦးတေတီစိုးအောင်ကမြင့်မြင့်နဲ့စာရေးစာအသင်းရဲ့လစဉ်ပုံမှန်စည်းဝေးပြုလုပ်ရခြင်းနဲ့မြေမဂ္ဂဇင်းထုတ်ဝေနိုင်ရဲ့အတွက်ဆွေးနွေးတင်ပြရာအသင်းရဲ့မှုဆောင်များနဲ့အဖွဲ့ဝင်များကအကြံပြုဆွေးနွေးကြပါတယ်ဆက်လက်ပြီးတော့အသင်းရဲ့အတွင်းရမှုဦးဇော်မျိုးနိုင်ဇော်မြင့်ကလစဉ်ငွေစရရှင်းတန်းကိုခါကြရှင်းလင်းပြီးဥက္ကဋ္ဌအတွင်းမှုနဲ့မန္တရေးမှုတို့ကအတီးပြူလက်မရေးထိုးကြကအသင်းရဲ့မှုဆောင်များနဲ့အဖွဲ့ဝင်များတဦးချင်းစီထံသို့ငွေစရရှင်းတန်းများကိုဖြန့်ဝေပေးပါတယ်အဲ့ဒီနောက်အသင်းရဲ့စင်လာမပြည့်ပြုလို့လက်ရှိတဲ့ဝါဆိုသင်္ကန်းကိုက်လူပူဇော်ခြင်းနဲ့ချစ်ကပ်ပညာကျောင်းများရှိကျောင်းသူကျောင်းသားများအားဘလငါးတန်နဲ့ဘက်ဆိုပေါ်ပြပြီးလူရလူကောင်းများတိုးပွားလာစေရတဲ့ဒီပညာပေးဟောပြောပွဲများပြုလုပ်မဲ့အစီအစဉ်များကိုဒီနေ့တိုင်ပင်ဆွေးနွေးကြတယ်လို့တည်ရရှိပါတယ်ခင်ဗျာဒီများတဲ့သောထိုးလေးပြောင်းဒီများတဲ့သောထိုးလေးပြောင်းဒီချိုးလူသာစာပေလူပြင်းများမြင့်တင်ကမိသေးချင်းသိရမှာပါမြမစာပေအလားကမြဝေးမြမစာပေသိသိကဆောင်ရှောင်းမြင့်တဲ့မြမရအောင်မြင့်တင်ကပေးလူကြီး